皆さんこんにちは。今日は第39巻のポンポンについて習いましょう。1番、なんでケガဆိုရင်အဓိပ္ပာယ်ကဆိုတော့ရလက်နောက်တဲ့ခေကဆိုတော့ဒါနောက်ကြောင့်ရလက်တစ်ခုရခဲ့တယ်ဒီမှာဆိုရင်ဘယ်လိုရလက်မျိုးဆိုရင်မကောင်းတဲ့ရလက်ဆိုရင်မိုင်းနဲ့ဖြစ်တဲ့ရလက်မျိုးဆိုရင်နောက်တဲ့နဲ့တုံးတယ်တဘောကပေးရနေဒီမကောင်းတဲ့ကိစ္စကြီးတစ်ခုဖြစ်တဲ့ဆိုရင်နောက်တဲ့နောက်ကခေကအဓိကဒီရလက်တစ်ခုရလာပါမယ်ခါချီတဲ့ဦးတဲလာကရခဲ့မှာစတာမီးလောင်မှုဖြစ်ပါရဲ့တဲ့ကြောင့်ဖခင်ကမီးလောင်ခဲ့တယ်ဒီမီးလောင်မှုကြောင့်ဖခင်ကမီးလောင်သွားခဲ့တယ်အဲ့လိုမျိုးမကောင်းတဲ့တဘာဘေးအန်တရယ်ဒီမကောင်းတဲ့ကိစ္စတွေဖြစ်မယ်ဆိုရင်နောင်တဲ့နောက်ကခေကရလက်တစ်ခုကိုပြောပါမယ်ဒီဗန်လေးကကျတော့ the brain found adjective adjective နောင်နိုတဲ့ကကျတော့အတွက်ကြောင့်မို့လို့ကြောင့်တခုခုကိုကနေအကြမ်းပြချက်တစ်ခုအနေနဲ့ပြောပြီးတော့ကိုကတောင်းပြန်ပြောဆိုတဲ့အချိန်ဒီမှာဒါမှမဟုတ်အဲ့ကိုပြောချင်တဲ့အကြောင်းအရာကိုအလေးနဲ့ဖော်ပြပြီးပြောချင်တဲ့အချိန်မှာနိုရဲကိုတော့နေခါလာဆိုရင်လည်းအတွက်ကြောင့်နိုရဲကလည်းအတွက်ကြောင့်သူတို့နှစ်ခုမှဆိုရင်ဘာကွာခြားချက်ရှိလဲအဲ့ဒါလေးကကြတော့ခါလာကဝါကြရဲ့နောက်ဆုံးမှအသုံးပြုလို့ရတယ်နိုရဲကဝါကြရဲ့နောက်ဆုံးမှသုံးလို့မရဘူးဒီမှာတစ်ခုမှတ်ထားမှာကြတော့ချစ်ခိုတဲ့ခေကကိုရှိတတ်တော်တဲ့ရှိအိုင်နေတဲ့ဒီမတော်တဆမှုမှာတန်ရရခဲ့တဲ့အတွက်ကြောင့်ပြိုင်ပွဲကနေနောက်ထွက်ခဲ့တယ်ရှိအိုင်နေတဲ့နော်ဝချစ်ကိုတဲ့ခေကကိုရှိတခါလာတိုင်ပွဲမှာနောက်ထွက်ခဲ့တာကမတော်တဆမှုကြောင့်တန်ရရခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့လိုမျိုးတစ်ခုခုကိုကပြောချင်တယ်ခါလာနဲ့တော့မယ်ဆိုရင်စနေရဲ့အလဲမှာလည်းထားလို့ရတယ်စနေရဲ့နောက်ဆုံးမှာလည်းထားလို့ရတယ်နိုးတဲ့ကိုတော့မယ်ဆိုရင်စနေအလဲမှာပဲထားလို့ရမယ်စနေနောက်ဆုံးမှာထားလို့မရအောင်နေစီရောပြီးနာနော်တဲ့တန်ရှာကဆွေတဲ့အိမ်မှာတနင်္ဂနွေနေ့ဖြစ်တဲ့အတွက်ကြောင့်ယထာကလူချောင်းနေတယ်နိုးတဲ့ကိုအဓိကပြောချင်တဲ့အကြောင်းအရာတွေအလေးနဲ့ပြောချင်တဲ့အကြောင်းအနေမှာတုံးတယ်ပြီးရင်ကိုက reason ပေးရဲ့အကြောင်းပြချက်ပေးပြီးတော့တောင်းပန်ပြောဆို